Hello အားလုံးပဲမင်္ဂလာပါဝါဒရှိကတော့ Yukimi Channel ကတန်မဲဖြစ်ပါတယ်ဝါဒရှိတို့စာရီတူတူလေ့လာလာခဲ့တာအခုဆိုရင်အခန်း53ကိုရောက်ပါပြီပါရဝမ်းမှာက54ဆိုရင်ပြီးပြီပေါ့ဒီတော့ဒီဗီဒီယိုမှာဆိုရင်တော့နှစ်ခန်းစာကိုတစ်ခါတည်းတူတူလေ့လာသွားကြမယ်နော်ဟိုက်ဟာဂျီမင်မရှို့ဒီခန်းမှာဆိုရင်မွန်ဒိုင်ပြဿနာထိုရာဘူးရုအခက်အခဲကြည့်ကိုမတော်တဆဖြစ်ပွားခြင်းဒါရင်းနဲ့သက်ဆိုင်တဲ့ဝါဒတွေကိုလေ့လာရမှာပဲဖြစ်ပါတယ်오센시르오센시르오센시르မြញ្ញန်းဒီ오센 사레다ခါဝ오센 사레다ခါဝ오센 사레다ခါဝမြញ្ញန်းနေသောမြစ် so on so on so on စုညံတန်း guy 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 အန်တရေခါရဒါနီဂိုင်းနော်အာရုထားပဲမို့နော်ခါရဒါနီဂိုင်းနော်အာရုထားပဲမို့နော်ခါရဒါနီဂိုင်းနော်အာရုထားပဲမို့နော်ခန္ဓာကိုယ်အတွက်အနေရှိသောအစားအစာဟီဂိုင်ဟီဂိုင်ဟီဂိုင်ထိခိုက်ပျက်စီးမှုခိုးဂိုင်ခိုးဂိုင်ခိုးဂိုင်ပဝင်းကျင်ညဉ့်ညမ်းခြင်းခုကြောခုကြောခုကြောမကြည်မနှံ့မှုကိုပြောကြားခြင်း complain တက်ခြင်းခုကြောယူခုကြောယူခုကြောယူမကြည်မနှံ့မှုတွေကိုပြောကြားသည် complain တက်သည်ခရဲမှုခရဲမှုခရဲမှုအဆိုပြုချက်ခရဲမှုနီတိုင်းအိုစုရုခရဲမှုနီတိုင်းအိုစုရုခရဲမှုနီတိုင်းအိုစုရုအဆိုပြုချက်ကိုဖြည့်ရှင်းသည်ထိုရာဘူးရထိုရာဘူးရထိုရာဘူးရ trouble အခက်အခဲကျက်တနာတွေကိုပြောတာပါထိုရာဘူးရထိုရာဘူးရအခက်အခဲထိုရာဘူးရကိုခိုင်ခဲစုစုရုထိုရာဘူးရကိုခိုင်ခဲစုစုရုထိုရာဘူးရကိုခိုင်ခဲစုစုရုအခက်အခဲများကိုဖြည့်ရှင်းသည်ယောပါရိုက်ယောပါရိုက်ယောပါရိုက်အမှုသမားဘိုးရခုဘိုးရခုဘိုးရခုအကြမ်းဖက်မှုအာဘာရဲရုအာဘာရဲရုအာဘာရဲရုအကြမ်းဖက်သည်တောင်းကျမ်းသည်ဂျီကိုဂျီကိုဂျီကိုမတော်တဆမှုခိုးဆူဂျီကိုခိုးဆူဂျီကိုခိုးဆူဂျီကိုရေမတော်တဆမှုမိုင်ကော့မိုင်ကော့မိုင်ကော့လမ်းပြောက်တော်သူမိုင်ကောနီနာရုမိုင်ကောနီနာရုမိုင်ကောနီနာရုလမ်းပြောက်သည်မိုင်ကောဆာကဆုမိုင်ကောဆာကဆုမိုင်ကောဆာကဆုလမ်းပြောက်တော်သူကိုရှာဖွေသည်အိုခိုရုအိုခိုရုအိုခိုရုဖြစ်ပွားသည်မွန်ဒိုင်ကအိုခိုရုမွန်ဒိုင်ကအိုခိုရုမွန်ဒိုင်ကအိုခိုရုအခက်အခဲဖြစ်ပွားသည်ဂျီခိုကအိုခိုရုဂျီခိုကအိုခိုရုဂျီခိုကအိုခိုရုမတော်တဆမှုဖြစ်ပွားသည်ထိုရာဘူးရုကအိုခိုရုထိုရာဘူးရုကအိုခိုရုထိုရာဘူးရုကအိုခိုရုအခက်အခဲများဖြစ်ပွားသည်ဂျီခိုကအိုခိုရုမွန်ဒိုင်ကအိုခိုရုထိုရာဘူးရုကအိုခိုရုအခုဆိုရင်အခန်း53မှာပါတဲ့ခေါ်ဤ14လုံးကိုအတူတူကျက်လို့ပြီးသွားပါပြီဒီတော့အခန်း54ကိုဆက်သွားပါမယ်ဒီအခန်းမှာတော့ဂျီခန်အဖြစ်အပျက်ဟန်ဆိုင်ပြမှုဒါနဲ့သက်ဆိုင်တဲ့ဝါဒတွေကိုလေ့လာရမှာပါဂျီကန်ဂျီကန်ဂျီကန်အဖြစ်အပျက်ဟန်ဆိုင်ဟန်ဆိုင်ဟန်ဆိုင်ပြမှုစမိစမိစမိအပြစ်စမီယိုအိုကာစုစမီယိုအိုကာစုစမီယိုအိုကာစုအပြစ်ကျူးလွန်သည်စမီတိုဘတ်စမီတိုဘတ်စမီတိုဘတ်အပြစ်နှင့်ပြစ်ဒဏ်အီဟန်စီရုအီဟန်စီရုအီဟန်စီရုချိုးဖောက်သည်အီဟန်အီဟန်အီဟန်ချိုးဖောက်ခြင်းရူရူအီဟန်ရူရူအီဟန်ရူရူအီဟန်ဥပဒေကိုချိုးဖောက်ခြင်းဒိုရိုဘိုဒိုရိုဘိုဒိုရိုဘိုတခိုးစူရီစူရီစူရီကပိုင်နိုင်ခိုရိုစုခိုရိုစုခိုရိုစုလူတက်တီဆာဆူဂျင်ဆာဆူဂျင်ဆာဆူဂျင်လူတက်သမားတဲရိုတဲရိုတဲရိုအကြမ်းဖက်ခြင်းဟန်နင်ဟန်နင်ဟန်နင်တရခံစကမာယေရုစကမာယေရုစကမာယေရုဖန်ဒီစကနာအိုစကမာယေရုစကနာအိုစကမာယေရုစကနာအိုစကမာယေရုငါဖန်ဒီမူရှိယိုစကမာယေရုမူရှိယိုစကမာယေရု
မူရှိယိုစကမာယေရုပိုးကောင်များကိုဖမ်းသည်တခုရှိယိုစကမာယေရုတခုရှိယိုစကမာယေရုတခုရှိယိုစကမာယေရုတက္ကစီကိုတားသည်စကမာရုစကမာရုစကမာရုအဖမ်းခံရသည်တိုင်းဟိုစရုတိုင်းဟိုစရုတိုင်းဟိုစရုဖမ်းဆီးသည်တိုင်းဟိုတိုင်းဟိုတိုင်းဟိုဖမ်းဆီးခြင်းဟိုက်အခုဆိုလို့ရှိရင်တော့အခန်း54မှာပါတဲ့ဂေါ်ဤစတလုံးကိုအတူတူလေ့လာခဲ့တာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ part 1မှာပတ်သက်မြ54ခန်းလုံးကိုဝဒါရှိတို့တွေအတူတူလေ့လာလုပ်ပြီးသွားပါပြီပစကားရဲ့စမတ်ဒေတာအချိန်ပေးပြီးတော့အတူတူလေ့လာပေးခဲ့တဲ့အတွက်လည်းတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်မတားနဲ့